မွေးရပါသမီးဆိုတာတေချာတယ်ထင်ခဲ့တယ်အဲ့ဒီအချိန်ကစပြီးဒီတုအယောင် Aris ကပိုပြီးမာနထောင်သွားလာတယ်ကျင်နာတက်တဲ့လူတွေကမွေးစားခဲ့တဲ့ကျမသမီးရင်းကသူမရဲ့မွေးစားအမေနဲ့အတူစံအိမ်ကြီးကိုဟင်းသီးဟင်းရွက်တွေလာပို့တယ်သူမဟာအတုအယောင် Aris နဲ့ပရိပက္ခဖြစ်ခဲ့တယ်အမှန်တရားကိုမသိဘဲကျမကချက်ချင်းမောင်းထုတ်လိုက်တယ်ကျမရဲ့မွေးစားသားကအရာအလုံးကိုမြင်တွေ့ပြီးအလွန်အပြစ်ရှိတယ်လို့ခံစားခဲ့ရတယ်ထွက်မသွားခင်မှာတောင်းပန်ဖို့ပြောခဲ့တယ်သူမကိုလက်ကောက်တကွင်းပေးပြီးသူကြီးလာရင်ပြန်ပေးဆက်မယ်လို့ကတိပေးခဲ့တယ်15နှစ်ကြာပြီးနောက်ကျင်နာတက်တဲ့လူတွေကမွေးစားခဲ့တဲ့မိန်းကလေးကလှပပြီးအရေးချင်းရှိလို့အကသမားတစ်ယောက်ဖြစ်လာခဲ့တယ်အတုအယောင် Aris ကမနာလိုဖြစ်လာခဲ့တယ်ဒါကြောင့်အကလေးချင်းနေတော့မှသူမကတမင်တကာခက်ခဲအောင်လုပ်ခဲ့တယ်မိန်းကလေးရဲ့လက်ကောက်ဝတ်ကလက်ကောက်ကိုသတိထားမိတဲ့အခါအတုအယောင် Aris ရဲ့မျက်နှာအမူအရာကရုတ်တရက်ပြောင်းလဲသွားတယ်နောက်တစ်စက္ကန့်မှာသူမကမိန်းကလေးကိုလက်ကောက်ကသူမစီကနေခိုးယူသွားတယ်လို့မဟုတ်မမှန်ဆွဆွဲခဲ့တယ်သူမကိုရဲရဲဆက်ဆက်အပြစ်ပေးတော့မယ့်အချိန်မှာရုတ်တရက်အကိုရောက်လာပြီးအရာအလုံးကိုရက်တန့်လိုက်တယ်လက်ကောက်ကိုမြင်တော့ချက်ချင်းမှတ်မိသွားတယ်။သူအမှန်တရားကိုဖွင့်ပြောတော့မယ့်အချိန်မှာပဲကျမရုတ်တရက်ပေါ်လာပြီးအရာအလုံးကိုအနှောက်အယှက်ပေးလိုက်တယ်။ကျမရဲ့မွေးစားသားကိုပြန်ပို့ပြီးမိန်းကလေးကိုချမ်းသာတဲ့မိသားစုထဲဝင်လာဖို့မတွေးနဲ့လို့တတိပေးလိုက်တယ်။သူ့ဘဝတစ်လျှောက်လုံးကျမရဲ့သမီးကိုဘေးမှာကာကွယ်ပေးဖို့စီစဉ်ထားပြီးသားပါ။ဒါပေမဲ့ကျမမသိခဲ့တာကကျမရှိကကျမမုန်းတီးခဲ့တဲ့မိန်းကလေးကတကယ်တော့ကျမရဲ့တကယ်သမီးရင်ဖြစ်နေခဲ့တာပဲ။